အိမ်တလုံးဝယ်ဖို့ဆိုတာလူတိုင်းရဲ့အိမ်မက်တစ်ခုဖြစ်ပေမဲ့အိမ်ချင်းငွေရဖို့အာမခံပေးမဲ့သူရှာရတာကတကယ့်ကိုခေါင်းခဲစရာကိစ္စတစ်ခုဖြစ်နေတတ်ပါတယ်။မိသားစုဒါမှမဟုတ်ဆွေမျိုးတွေစီမှာအာမခံတောင်းရတာကလည်းအားနာစရာကောင်းတယ်လို့အာမခံပေးမဲ့သူမရှိရင်လည်းအိမ်ဝယ်ဖို့အခွင့်အရေးဆုံးရှုံးသွားနိုင်ပါတယ်။ဒီနေရာမှာ Zengoku Hoshoku Limited ဆိုတဲ့ကုမ္ပဏီကလူပုဂ္ဂိုလ်တွေရဲ့ကိုယ်စားအာမခံပေးသူအဖြစ်ပါဝင်လာပါတယ်။ဒါဟာရေရှည်တည်ငြိမ်တဲ့ယင်းနှိမ့်မြှုပ်နှံမှုကိုရှာဖွေနေတဲ့မိတ်ဆွေတို့လိုလူမျိုးတွေအတွက်စိတ်ဝင်စားစရာအခွင့်အလမ်းတစ်ခုဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့ဒီလိုအာမခံပေးတဲ့လုပ်ငန်းကအတိုးနှုန်းတွေတက်လာတဲ့အခါမှာဘယ်လိုမျိုးတည်တည်ငြိမ်ငြိမ်နဲ့ရှိဆက်သွားမလဲဆိုတာကတော့စဉ်းစားစရာဖြစ်နေပါလိမ့်မယ်။ Zengoku Hosho ဟာဘယ်ဘန်စုစုပေါင်းအောက်မှာရှိမနေတဲ့လွတ်လပ်တဲ့အာမခံကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ဒါကြောင့်လဲဘဏ်တွေအသီးစားငွေစုဘဏ်တွေနဲ့စိုက်ပျိုးရေးသမဝါယမဘဏ်တွေအပါအဝင်မတူညီတဲ့ဘဏ္ဍာရေးအဖွဲ့အစည်းပေါင်း912ခုနဲ့လက်တွဲလှုပ်ဆောင်နိုင်တာပါ။ဒီလိုကျယ်ပြန့်တဲ့ကွန်ရက်ရှိထားတဲ့အတွက်ကုမ္ပဏီအနေနဲ့ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုတည်းအပေါ်မှီခိုနေစရာမလိုပဲစွန့်စားအမှုကိုခွဲဝေထားနိုင်ပါတယ်။ဒါဟာယင်းနှိမ့်မြုပ်နှံသူတွေအတွက်တော့အလွန်ခိုင်မာတဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။ဒါတင်မကသေးပဲသူတို့မှာနှစ်ပေါင်း45နှစ်တိုင်တိုင်စုဆောင်းထားတဲ့အချက်လက်တွေရှိနေတာကလည်းပြိုင်ဘက်တွေထက်အမြဲချေတလန့်တာနေစီတဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်နေပါတယ်။ကုမ္ပဏီရဲ့လက်ရှိအာမခံထားတဲ့ပမာဏဟာ21 trillion ကျော်ထိရှိလာခဲ့ပါတယ်။ဒါဟာဂျပန်မှာအကြီးဆုံးအိမ်ချမ်းမီအာမခံကုမ္ပဏီဖြစ်ရပ်တည်နေတာကိုသက်သေပြနေတာပါ။သူတို့ရဲ့ထူးခြားချက်ကနှစ်စဉ်လျှောက်လွှာပေါင်း3,030,000ကျော်ကိုစီးစစ်နေတာဖြစ်ပြီး45နှစ်စာအချက်လက်တွေကိုအသုံးချပြီးတိကျတဲ့စစ်ဆေးမှုတွေပြုလုပ်ပါတယ်။ဒါကြောင့်လဲလူတွေငွေမဆက်နိုင်တဲ့နှုန်းက1.18%လောက်ပဲရှိပြီးအလွန်ကိုနည်းပါတယ်။ငွေမဆက်နိုင်တဲ့ကိစ္စတွေရှိလာရင်တောင်ကုမ္ပဏီကအိမ်ချမ်းမီကိုပြန်လည်ရောင်းချပြီးငွေပြန်ဖော်နိုင်တဲ့နှုန်းက82.8%ထိရှိနေပါတယ်။ဒါပေမဲ့အတိုးနှုန်းတွေတက်လာရင်ဒီစနစ်ကြီးတစ်ခုလုံးထိခိုက်သွားနိုင်မလားဆိုတာကိုတော့ဆက်ပြီးလေ့လာကြည့်ဖို့လိုပါလိမ့်မယ်။အတိုးနှုန်းတွေတက်လာရင်အိမ်ချီးငွေဆက်ဖို့ခက်ခဲလာမလားလို့စိုးရိမ်စရာရှိပေမဲ့ကုမ္ပဏီဥက္ကဋ္ဌဦးအာအိုကီတတအီချီကတော့ဒါကိုအကောင်းမြင်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့မှာရှိထားတဲ့ယင်းနှိမ့်မြုပ်နှံမှုပိုင်ဆိုင်မှုတွေကနေအတိုးရရှိမှုပိုများလာမှာဖြစ်လို့ပါ။ချီးငွေယူထားသူတွေအတွက်လည်း9နှစ်အထိငွေပေးချေမှုပမာဏကိုမပြောင်းလဲစေတဲ့စည်းမျဉ်းတွေရှိနေတဲ့အတွက်အတိုးနှုန်းတက်တာကြောင့်ရုပ်တရက်အခက်အခဲဖြစ်နိုင်ခြေကနည်းပါတယ်။ဒါဟာကုမ္ပဏီအတွက်အရှုံးထက်အမြတ်ဖက်ကိုပိုပြီးဦးတည်စေတဲ့အချက်ပါပဲ။ဒါကြောင့်လဲသူတို့ရဲ့လုပ်ငန်းဟာနှစ်ပေါင်းများစွာတောက်လျှောက်အမြတ်ရရှိမှုတိုးတက်နေတာဖြစ်ပါတယ်။အခုလဲရှေ့ဆက်သွားမယ်9နှစ်တာအစီအစဉ်တင်တဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာတွေရှိနေပါသေးတယ်။ကုမ္ပဏီရဲ့ရည်မှန်းချက်ကလာမယ့်9နှစ်အတွင်းမှာအာမခံပမာဏကို29 trillion 26အထိမြင့်တင်ဖို့ဖြစ်ပါတယ်။အိမ်ချမ်းမီအာမခံတင်မကပဲလူနေမှုဘဝနဲ့ပတ်သက်တဲ့ဘဏ္ဍာရေးဝန်ဆောင်မှုအားလုံးကိုပေးနိုင်တဲ့အဖွဲ့အစည်းကြီးဖြစ်အောင်ကြိုးစားနေတာပါ။ဒီရည်မှန်းချက်ကိုအကောင့်ထဲပေါ်ဖို့အတွက်အဓိကအချက်၄ချက်ကိုအာရုံစိုက်နေပါတယ်။အဲ့ဒါတွေကတော့ပင်မလုပ်ငန်းကိုအဆင့်မြင့်တင်ဖို့ဝင်ငွေလမ်းကြောင်းအသစ်တွေရှာဖွေဖို့ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်မြင့်တင်ဖို့နဲ့အမျက်ဝေစုခွဲဝေမှုမူဝါဒတွေကိုတိုးမြင့်ဖို့ပဲဖြစ်ပါတယ်။ဒီအချက်တွေထဲကမှဝင်ငွေလမ်းကြောင်းသစ်တွေရှာဖွေဖို့အတွက်အခြားကုမ္ပဏီတွေနဲ့ဘယ်လိုပူးပေါင်းဆောင်ရွက်နေလဲဆိုတာကပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။ Zengoku Hosho ဟာ AI နည်းပညာနဲ့အိမ်ချင်းငွေရှာဖွေပေးတဲ့ MFS ကုမ္ပဏီလိုလုပ်ငန်းတွေမှာယင်းနှိမ့်မြုပ်နှံထားပါတယ်။ဒါအပြင်အိမ်ဟောင်းတွေကိုပြန်လည်ပြုပြင်ရောင်းချတဲ့ Intelix ကုမ္ပဏီနဲ့လည်းအကျိုးတူပူးပေါင်းနေပါတယ်။ဂျပန်မှာအိမ်ဟောင်းရောင်းဝယ်ဈေးကွက်ကပိုပြီးကြီးထွားလာဖို့ရှိနေတဲ့အတွက်ဒီလိုပူးပေါင်းမှုတွေကကုမ္ပဏီအတွက်ဝင်ငွေအသစ်တွေအများကြီးတည်ဆောင်လာပေးမှာပါ။သူတို့ရဲ့ယင်းနှိမ့်မြုပ်နှံထားတဲ့ပိုင်ဆိုင်မှုတန်း40တောင်းကလေးရရှိမဲ့အမြတ်တွေကလည်းအနာဂတ်မှာပိုပြီးတိုးလာဖို့ရှိနေပါတယ်။ဒါအပြင်ကုမ္ပဏီတွင်းမှာလုပ်ငန်းစဉ်တွေကိုပိုပြီးမြန်ဆန်စေဖို့ AI နည်းပညာတွေကိုဘလို့အသုံးချနေလဲဆိုတာကလည်းအရေးကြီးတဲ့အပြောင်းအလဲတစ်ခုဖြစ်ပါတယ်။အခုဆိုရင်အာမခံလျှောက်လွှာတွေကိုစစ်ဆေးတဲ့နေရာမှာ AI နည်းပညာကိုအသုံးချနေပြီဖြစ်ပါတယ်။အရင်ကလူ2ယောက်လုပ်ရတဲ့အလုပ်ကိုအခုဆိုရင် AI ရဲ့အကူအညီနဲ့လူ1ယောက်တည်းကပဲပိုပြီးတိတိကျကျလှုပ်ဆောင်နိုင်လာပါပြီ။ဒီလိုနည်းပညာကိုအသုံးချပြီးရလာတဲ့အချိန်တွေကိုဝန်ထမ်းတွေကပိုပြီးအရေးကြီးတဲ့လုပ်ငန်းစီမံကိန်းတွေမှာအာရုံစိုက်နိုင်အောင်စီစဉ်ထားပါတယ်။ဒါအပြင်ဝန်ထမ်းတွေရဲ့စိတ်ကျေနပ်မှုမြင့်မားအောင်လဲကုမ္ပဏီကအထူးဂရုစိုက်နေပါတယ်။အလုပ်လုပ်ရတာပျော်ရွှင်တဲ့ဝန်ထမ်းတွေရှိမှသာကုမ္ပဏီကရေရှည်တိုးတက်နိုင်မယ်လို့သူတို့ကယုံကြည်ထားတာပါ။ဒါပေမဲ့ယင်းနှိမ့်မြုပ်နှံသူတွေအတွက်အရေးကြီးဆုံးဖြစ်တဲ့အမြတ်ဝေစုကိစ္စကတော့
ဘယ်လိုရှိမလဲ ကုမ္ပဏီအနေနဲ့ရရှိတဲ့အသားတင်အမြတ်ရဲ့90%ကိုရှယ်ယာရှင်တွေကိုအမြတ်ဝေစုအဖြစ်ပြန်လည်ခွဲဝေပေးဖို့ဆုံးဖြတ်ထားပါတယ်။ဒါ့အပြင်မကြာသေးခင်ကလည်း Yan Fan ခုလာထောင်းဖို့ရှိတဲ့ကိုပိုင်ရှယ်ယာတွေကိုပြန်လည်ဝယ်ယူခဲ့ပါတယ်။ဒါဟာကုမ္ပဏီရဲ့ငွေကြေးအခြေအနေတောင်းတင်တာကိုပြသနေသလိုရှယ်ယာရှင်တွေရဲ့အကျိုးစီးပွားကိုလည်းအလေးထားတယ်ဆိုတာကိုဖော်ပြနေတာပါ။အမြတ်ဝေစုဟာတစ်နှစ်ထက်တစ်နှစ်တီတီငင်ငင်နဲ့တိုးတက်လာမယ်အလားအလာရှိနေပါတယ်။တကယ်လို့မိတ်ဆွေကရေရှည်မှာစိတ်အေးလန့်အေးနဲ့ယင်းနှိမ့်မြုံနှံခြင်းနေဆိုရင်တော့ဒီကုမ္ပဏီဟာစောင့်ကြည့်တဲ့စရင်းထဲမှာပါဝင်နေပါတယ်ဇင်ကိုကိုဟိုရှိုဟာခဏတာအတွင်းမှာအစမတန်ကြီးထွားလာမယ့်ကုမ္ပဏီမျိုးမဟုတ်ပေမဲ့နှစ်စဉ်ပုံမှန်နဲ့တီတီငိမ့်ငိမ့်တိုးတက်နေတဲ့လုပ်ငန်းမျိုးဖြစ်ပါတယ်။အင်ချာမီအာမခံဆိုတာကလည်းဆယ်စုနှစ်နဲ့ချီပြီးကြာမြင့်တဲ့ကိစ္စဖြစ်လို့ကုမ္ပဏီရဲ့သဘောတဘာဝကလည်းရေရှည်အတွက်စိတ်ချရပါတယ်။မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ယင်းနှိမ့်မြုံနှံမှုတွေကိုတည်ငြိမ်တဲ့နေရာမှာထားရှိခြင်းတယ်ဆိုရင်တော့ဒီလိုခိုင်မာတဲ့အခြေခံကောင်းတွေရှိတဲ့လုပ်ငန်းတွေကိုလေ့လာထားဖို့အကြံပြုလိုပါတယ်။အခုပြောပြခဲ့တဲ့အချက်တွေကမိတ်ဆွေတို့ရဲ့အနာဂတ်ယင်းနှိမ့်မြုံနှံမှုအတွက်အထောက်အကူဖြစ်စေမှာပါ။ဒါဟာဂျပန်နိုင်ငံရဲ့အင်ချမ်းမြေအာမခံလောကမှာဖြစ်ပျက်နေတဲ့စိတ်ဝင်စားစရာအပြောင်းလဲတွေရဲ့အစိတ်ပိုင်းတစ်ခုပဲရှိပါသေးတယ်။အခြားသောယင်းနှိမ့်မြုံနှံမှုအခွင့်အလမ်းကောင်းတွေကိုလည်းဆက်လက်ဖော်ပြပေးသွားဦးမှာဖြစ်လို့စောင့်ကြည့်ပေးကြပါဦး။